China စာပါမှာ Drowning Skin တွေအကုန်လုံး36ရာခိုင်နှုန်းဈေးလျှော့ပေးပြီးတော့မှ Original စာပါရောက်လာမှ Base Skin ပဲဈေးလျှော့ပေးရင်ရတော့မွန်တုံးကိုဆဲပြီပဲ Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့2026အတွင်းမှာထွက်ရှိလာမဲ့ Skin တွေအကြောင်းနဲ့ပြန်လည်ရောင်းချပေးတော့မယ် Link Collector Revamp အကြောင်းကိုနည်းနည်းလေးဆွေးနွေးသွားချင်ပါတယ်ဆိုတော့ March လနဲ့ April လတွေမှာရောက်ရှိလာတော့မဲ့ event တွေအကြောင်းကိုအရင်ဆုံးပြောလိုက်ရအောင်ဗျ March လ1ရက်နေ့မှာဆိုရင်တော့ Fia ရဲ့ Starlight Skin က Original စာပါကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်ဒိုင်း300နဲ့မမဝင်ရမှာဖြစ်ပြီးတော့ဒိုင်းမိုး10လုံးနဲ့ကန်ဆန်းလို့ရအောင်မှာပါထို့အတူမတ်လ1ရက်နေ့မှာပဲ Tiger ရဲ့ Collector Skin ကထွက်ရှိလာမှာပဲဖြစ်ပါတယ်Tiger ရဲ့ Collector Skin နဲ့အတူပါဝင်လာမဲ့ Skin တွေကတော့မင်းစစ်သား Collector Skin, Melisa Collector Skin, Bay Collector Skin နဲ့ Nana Collector Skin တို့ပဲဖြစ်ပါတယ်နောက်ထပ် Lucky Box Skin 3ကောင်ကိုလည်းရောင်းချပေးဖို့ရှိနေပါသေးတယ်ထို Skin တွေကတော့ Katokacha Lucky Box Skin, Astar Lucky Box Skin နဲ့ Karina Lucky Box Skin တွေပါ Tiger ရဲ့ Collector Skin ကိုတော့ coin 920နဲ့လဲလေရမှာဖြစ်ပြီးတော့မင်းစစ်သား Collector, Melisa Collector, Bay Collector နဲ့ Nana Collector Skin တွေကိုတော့ coin 800နဲ့လဲရမှာပါ Lucky Box Skin တွေဖြစ်ကြတဲ့ Katokacha Lucky Box, Astar Lucky Box, Karina Lucky Box Skin တွေကိုတော့ coin 640နဲ့လဲရမှာဖြစ်ပါတယ်ဒီ Collector Skin တွေအကုန်လုံးထဲမှာလက်ရှိ hot ဖြစ်နေတဲ့ Nana Collector ကိုဘယ်လိုယူကြမှာလားဒါမှမဟုတ်ဘယ် Collector Skin တွေကိုယူမှာလဲဆိုတာအောက်က comment section မှာရေးခဲ့ပေးလို့ရပါတယ်နောက်ထပ် March လ2ရက်နေ့မှာတော့ promo diamond တွေဟာ original စာပါကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ် free promo diamond အနေနဲ့ promo diamond 800ကျော်ရမှာဖြစ်ပြီးတော့ Funny Legend free token phase 1 Diamond Recharge တွေဖြစ်မယ်ဆိုရင်နောက်ထပ် promo diamond 800တောင်ရအောင်မှာပါ Diamond တွေဘယ်လိုဖြည့်ပြီးမှရမလဲဆိုတဲ့အကြောင်းလေးနည်းနည်းပြောချင်ပါတယ် Diamond 50ဖြည့်မယ်ဆိုလို့ရှိရင် promo diamond 50ရမှာဖြစ်ပြီးတော့ Diamond 100ဖြည့်မယ်ဆိုရင်တော့ promo diamond 80ရမှာပါ Diamond 250ဖြည့်မယ်ဆိုရင် promo diamond 80ရမှာဖြစ်ပြီးတော့ Diamond 900ဖြည့်မယ်ဆိုရင်တော့ promo diamond 100ရမှာပါ Diamond 1000သုံးမယ်ဆိုရင်တော့ promo diamond 900တောင်ထည့်ရအောင်မှာပါဆိုတော့ bro အနေနဲ့promo diamond တွေကိုဘယ်နေရာမှာသုံးဖို့စဉ်းစားထားကြလဲ Funny Legend လှည့်မှာလားသို့မဟုတ် skin တွေပဲဝယ်မှာလားဒါမှမဟုတ် EP record ပဲဖောက်မှာလားစတာတွေကို comment မှာရေးခဲ့လို့ရပါတယ် March လ8ရက်နေ့မှာတော့ Funny Legend Skin event ကြီးဟာ original စာပါကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ဒီ event ကြီးထဲမှာပါဝင်လာမဲ့ skin တွေကတော့ Funny Legend Skin, Gonivia Legend Skin, Moscow All Star Skin, Hanabi All Star Skin နဲ့ Lucky Box Skin တွေလည်းပါဝင်လာမှာပါနောက်ထပ်လူကြိုက်အများဆုံး skin တွေဖြစ်တဲ့ Stun Squad, Atomic Squad, Amor Squad တွေလည်းပါဝင်လာအောင်မှာပါနောက်ထပ်သတင်းကောင်းလေးတစ်ခုလည်းရှိပါတယ် Promo Diamond တွေကိုဒီ event ကြီးမှာလှည့်လို့ရမှာပဲဖြစ်ပါတယ်ဘယ်လိုလှည့်ရမလဲဆိုရင်ဝန်တော်ချင်းပဲလှည့်လို့ရမှာပါ Promo Diamond 80နဲ့ရိုးရိုး Diamond 20အသုံးပြုပြီးတော့လှည့်ရမှာပါဒီအတွက်ကြောင့်ကိုကဒီ event မှာကိုကြိုက်တဲ့ skin တွေပါတယ်ဆိုလို့ရှိရင် Diamond တွေကြိုစုထားဖို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်နောက်ထပ် March လ29ရက်နေ့မှာဆိုရင်တော့ Nauru 2.0 event ကြီးက original စာပါကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်ဒီနေရာမှာပြောစရာရှိတာကအရင် Nauru skin တွေကိုပြန်လည်ရောင်းချပေးမှာလားဒီအရာတွေကတော့မတိကြသေးပါဘူးသို့ပေမဲ့ဂူရှင်နာဝူရိုနဲ့ ဂျူလီယန်နာဝူရိုစကင်တွေကတော့ original စာပါကိုတေချာပေါက်ရောက်ရှိလာမှာပါဒီစကင်နှစ်ခုဟာဖြင့်တော်တော်လေးလာတဲ့စကင်တွေဖြစ်တဲ့အတွက်ကြောင့်ဘရိုအနေနဲ့နှစ်ကောင်နဲ့တစ်ကောင်တော့ယူဖို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဆိုတော့ဒီစကင်နှစ်ကောင်တွေကဘယ်စကင်ကိုယူမှာလဲဆိုတာလဲ comment မှာရေးခဲ့ပေးလို့ရပါတယ် April လမှာရောက်ရှိလာမဲ့ Collector Skin ကတော့ Hacker Collector နဲ့ Grok Collector တို့ပဲဖြစ်ပါတယ်ဒီ skin တွေကခုမှအသစ်ထွက်တာဖြစ်လို့ coin 920နဲ့လဲလှယ်ရမှာပါနောက်ထပ်ဒီ collector skin တွေနဲ့အတူပြန်ပါလာမဲ့ collector skin တွေကတော့ Leo Ribbon collector skin, Panadata collector skin နဲ့ Fasa collector skin တို့ပဲဖြစ်ပါတယ်ဒီ collector skin တွေကိုတော့ coin 800နဲ့လဲရမှာဖြစ်ပြီးတော့ Lucky Box skin တွေလည်းပြန်ပါလာအောင်မှာပါ Link collector Ribbon ကပြန်လဲရောင်းချပေးမှာဆိုတော့ coin 800နဲ့တော်တော်ကိုတန်းနေပါပြီ April လမှာထွက်ရှိမဲ့ collector skin တွေCollector Skin အသစ်တွေကိုလူတွေစိတ်ဝင်စားပဲ Link Collector ကိုဘာကြောင့်အဲ့လောက်ထိစိတ်ဝင်စားနေကြရတာလဲအဖေကတော့ရှင်းပါတယ် Link Collector ကစောက်ရမ်းလှလို့ပါကျွန်တော်လည်းစောက်ရမ်းကြိုက်ပါတယ်
နောက်ထပ်အနေနဲ့ Downy Star event မှာဒီ event က9လပိုင်းလောက်မှာထွက်လာမယ်လို့ထင်ကြေးပေးနေကြပါတယ်လက်ရှိမှာတော့ China server မှာထွက်နေပြီပေါ့နော်အဲ့မှာပြောစရာနည်းနည်းရှိတာက China server မှာစကင်တွေအကုန်လုံးကို 36% အောင်ဈေးလျှော့ပေးပြီးတော့ရောင်းချပေးနေရပါဆိုတော့ global server ရောက်လာရင်ရောဒီဈေးနဲ့ပေးမှာလားဒါမှမဟုတ် hero တစ်ကောင်လေးကိုပဲလျှော့ဈေးနဲ့ပေးမှာလားအဲ့ဒါကတော့နည်းနည်းပြောစရာဖြစ်နေပါတယ်ရှင်းပြောရရင်အရင်နှစ်တွေတုန်းက global server ရောက်လာလို့ရှိရင် hero တစ်ကောင်လေးကိုပဲဈေးလျှော့ပေးရပေါ့နော်ဒီနှစ်ဘယ်လိုလာမလဲဆိုတာတော့စောင့်ကြည့်ရမယ်ဗျဒါပေမဲ့ဒီ event ကလူကြိုက်တော်တော်များတာဖြစ်လို့ကျွန်တော်အထင်ရဆိုရင်တော့တစ်ကောင်လေးပဲဈေးလျှော့ပေးဖို့များပါတယ်ထိုးတစ်ကောင်ကလည်း base skin ဖြစ်မယ်လို့လည်းထင်ကြေးပေးနေကြတယ်ဘလို့ထင်တော့မရနောက်ထပ်တစ်ခုအနေနဲ့ကတော့ကိုဖူးပန်တာ event မှာဒီ event ကပထမတန်းတော့မှာ thermal skin ကိုအလကားရမှာဆိုပေမဲ့ original server ကိုရောက်ရှိလာဖို့ကတော့တော်တော်ကိုကြာအောင်ပဲဗျ။ဘာကြောင့်လဲဆိုလို့ရှိရင် copyright issue တွေကြောင့်လို့ပြောပါတယ်2026အတွင်းမှာကိုထွက်လာဖို့မရှိသေးပါဘူး။အကယ်၍ copyright issue တွေမရှိတော့တဲ့အချိန်ကွန်ပူပန်တာ event ကြီးပြန်လာမဲ့အချိန်ကျရင်ကျွန်တော်အနေနဲ့ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။အားလုံးပဲ bye bye